Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ဒီတစ်ပတ်မှာဖောက်ပြထားတဲ့ကတ်တွေထဲကမှရောင်းနှောင်းဝင်တဲ့ကတ်တွေကိုပြပေးတော့ဖြစ်ပါတယ်ဘာကတ်တွေရတာလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်အောင် let's go အရင်ဆုံး SR ကတ်တွေနဲ့ဆက်ကြည့်အောင် SR ကတ်တွေကရန်900တန်နဲ့ရှိတယ်လို့ရန်400တန်အောက်တွေလည်းရှိပါတယ်လူကြိုက်များရင်များတယ်လို့ကတ်ကဈေးကောင်းပါတယ်တချို့ကတ်တွေကြတော့ကတ်လှပဲလူကြိုက်နေရင်တော့ဈေးရသိမ့်မရပါဘူးကတ်စီကလည်းတနေ့မတူဘူးဆိုတော့ဆိုင်ရမှာပဲဘယ်ကတ်ကဘယ်လိုရလဲဆိုတော့ပဲချိန်မှရတော့မယ်ဒီကတ်ကတော့အာကတ်တွေပါအာကတော့ဈေးတိတ်တော့မရပါဘူးလွန်ဆုံးရမှာပဲ90လောက်ပဲရမှာပါ50အောက်ပါပဲရတာများပါတယ်50ဆိုပေမဲ့10ကတ်ဆိုရင်တော့900ဖြစ်ပါပြီကျုပ်ကတ်တွေကလည်းတယန်းတို့9ချက်တို့လည်းရှိပါတယ်အကောင်လုံးရောင်းရမှာပဲထားတိုင်းလည်းအမိုက်ကလွယ်ပြီးတော့ဘာမှတုံးလို့မရပါဘူးကျော်စေးရရင်တော့ပဲလာရောင်းလို့ရပါတယ်ပိုကီမွန်ကလည်း16ရက်နေ့မှပဲပြန်ထောက်မယ်ဆိုတော့ one piece ပဲစပ်ဖောက်သွားပါမယ်။ကဲနောက်ပြီးတော့လည်းဘလို့ဖောက်ပြသွားမှသိရအောင်လဲ like and follow တွေလုပ်သွားပြီးလို့ရပါတယ်။ကဲခုကတ်ကတော့လီတာကတ်တွေနဲ့ပီကတ်တွေပါ။လီတာကတ်ကကြတော့ဈေးရသိမ့်မရပါဘူး။ဒါပေမဲ့ရောင်းလိုက်ပါမယ်။ဒါကတော့ UC ကပ်ပါ UC ကတော့ဈေးမရပါဘူးဈေးမရလေတော့ရောင်းပါမယ် PSA ဝင်တဲ့ကတ်တွေပဲတင်လာပြီးတော့မဝင်တဲ့ကတ်တွေကြတော့အကုန်လုံးရောင်းပါမယ်ဒီကတ်ကတော့ဈေးရတဲ့ကတ်တွေပါဈေးနှုန်းကတော့1000အောက်လောက်ရှိပါတယ်ဒီကတ်ကတော့1000အထက်ကတ်တွေပါဒါကတော့2000ကျော်ပါတယ်ဒီကတ်ကတော့ဈေးမြင့်ပါတယ်ဒါလည်းဈေးမြင့်ပါတယ်2000ကျော်ပါဒီကြော်ညာနေကတော့ဒါကတော့ပိုကီမွန်ကတ်တွေပါPSA တင်မဲ့ကတ်တွေပါဒီကတ်တွေကတော့ PSA တန်းဝင်တယ်အဲ့ဒါမဖြစ်ဘူး PSA တန်းရမယ်ဆိုရင်တော့ရန်3000 4000နီးပါးရတဲ့ကတ်တွေပါဒါကကြတော့ Mega Tap Inferno X ဒီကောင် PSA တန်းဆိုရင်တော့9000အထက်မှာရှိတဲ့ကတ်တွေပါမိုးမြင့်ပါတယ် PSA တင်တဲ့ခါကျရင်လည်းဗီဒီယိုလုပ်ပြီးတော့ပြပေးပါမယ်ကဲဘာကတ်တွေရတာလဲဆိုတော့တိကျပြီဆိုတော့ဒီကတ်တွေကိုဆိုင်ကိုတွားပြီးတော့တရားကြည့်မယ်ရဟန်းပန်ထောင်ပြန်ရမလဲဆိုတော့နောက်ဗီဒီယိုမှာပြန်တင်ပေးမယ်ကဲနောက်ဗီဒီယိုကတော့ဒီလောက်ပါပဲကြားတယ်